ည7နာရီမှာကိုအခါနဲ့မှာမှန်ရှိတဲ့ထိုင်ပြီးတော့ဖျောင်းတဲ့တိုင်ထုံးပြီးတော့မှနာမည်တစ်ခုကို3ချိန်တီခေါ်ကြည့်လိုက်အဲ့ဒီနာမည်ရဲ့ပိုင်ရှင်ကကိုအရှိမရှိတဲ့မှန်နဲ့မှာပေါ်နေလိမ့်မယ်အဲ့ဒီနာမည်က Bloody Mary ဒါတကယ်ပဲလား Bloody Mary ကတကယ်ပဲအပြင်မှာရှိရလားကိုကတကယ်ပဲအမောင်ထဲမှာကိုမှန်အရှိပါထိုင်ပြီးတော့ည7နာရီတီဖျောင်းတဲ့တိုင်ထုံးပြီးတော့မှအဲ့လိုခေါ်ရဲဆိုရင် Bloody Mary ဆိုတဲ့ဒီ ghost ကဒီဝိညာဉ်ကတကယ်ပဲပေါ်လာလား Okay Bloody Mary ကအနောက်နိုင်ငံတွေကနေပြီးတော့စတာပဲဖြစ်တယ်အနောက်နိုင်ငံမှာဘယ်လိုခေါ်လဲဆိုရင် Urban Legend လို့ခေါ်တယ် Urban Legend ဖြစ်တယ်သူ့ရဲ့အယူဆကအနောက်နိုင်ငံတွေမှာဘယ်လိုမျိုးဖြစ်ကြလဲဘယ်လိုမျိုးခေါ်ကြလဲလို့မေးတယ်ဆိုရင်ည7နာရီတိမှာမှန်ရှိတဲ့ထိုင်ပြီးတော့မှဖျောင်းတဲ့ထိုင်လက်ထက်မှာကင်ထားပြီးတော့ဒါမှမဟုတ်လဲထွန်းထားပြီးတော့ Bloody Mary ဆိုပြီးခေါ်တယ်ဆိုရင်ညနာမှာသွေးစွန်းနေတဲ့မိန်းမတစ်ယောက်ပေါ်လာလိမ့်မယ်တရေမပေါ်လာလိမ့်မယ်ဆိုပြီးတော့အယူဆတွေရှိတယ် Okay ဒီ ritual ကိုအတိအကျပြောရမယ်ဆိုရင်ဘယ်လိုလုပ်ရမလဲကျွန်တော်တို့အခန်းထဲမှာအခုဒီ ritual ပေါ့နော်ဒီထုံးစံဒီအယူဆကိုအတိအကျကိုယ်လုပ်ကြည့်မယ်ဆိုရင်ည7နာရီတိမှာမှန်ရှိမှထိုင်မယ်ဒါမှမဟုတ်လေ toilet ပဲဖြစ်ဖြစ် toilet ထဲမှာမှန်ရှိတာဖြစ်ဖြစ်ဒါမှမဟုတ်လေ bathroom ထဲမှာမှန်ရှိတာဖြစ်ဖြစ်တနေရာရာမှာမှန်ရှိတဲ့အရှိမှာကိုယ်ထိုင်ပြီးတော့မှဖျောင်းတဲ့တိုင်ထုံးပြီးတော့ Bloody Mary ဆိုပြီးတော့3ချိန်ခေါ်ရတဲ့အခိုက်အတန့်တွေရှိတယ်5ချိန်ခေါ်ရတဲ့အခိုက်အတန့်တွေရှိတယ်တချို့တော့အချက်လက်တွေမှာကြည့်မယ်ဆိုရင်73ချိန်တောင်ခေါ်ရတယ်အဲ့လိုမျိုးခေါ်ရပြီးတော့မှဒီပါဇက်ကနေသွေးစီးနေတဲ့ဒီ Bloody Mary ဆိုတဲ့ဒီမိန်းမပေါ်လာတာမျိုးတို့နောက်တစ်ခုကတချို့တော့အချက်လက်တွေမှာဘယ်လိုရှိလဲလို့မေးတယ်ဆိုရင်ဒီ Bloody Mary ဆိုတဲ့ဒီတရေမကြတော့မျက်လုံးမပါဘူးဆိုပြီးတော့တချို့တော့အချက်လက်တွေမှာရှိတနိုင်ငံနဲ့တနိုင်ငံဒီ ritual ဒီထုံးစံကိုလုပ်တဲ့ပုံစံနည်းနည်းလေးကွဲတယ်ဒါပေမဲ့စီကံတစ်ခုပဲအဲ့ဒါကဘာစီကံလဲမေးတယ်ဆိုရင်တကယ်လို့ဒါအဲ့ဒီမှန်ထဲမှာကိုကော်တဲ့အချိန်မှာ Bloody Mary ကမျက်လုံးမပါတာပဲဖြစ်ဖြစ်ညနာမှာသွေးစွန်းတာပဲဖြစ်ဖြစ်ပါးစပ်မှာသွေးစီးနေတာပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ်လာတယ်ဆိုရင်ကိုကကြောက်တတ်တယ်ဆိုရင်မျက်လုံးမမိတ်ရဘူးအော်ဟစ်ပြီးတော့မပြေးရဘူးမျက်လုံးမိတ်တယ်ဆိုရင်အဲ့ဒီမှန်ထဲမှာသူကပို့ပြီးတော့နီးလာလိမ့်မယ်အော်ဟစ်ပြီးပြေးတယ်ဆိုလေအဲ့ဒီမှန်ကွဲသွားပြီးတော့ကိုယ်ကိုဒုက္ခပေးနိုင်တယ်ဆိုပြီးတော့အချက်လက်တွေအများကြီးရှိတယ်တော်တော်များများ Bloody Mary အကြောင်းပြောတယ်ဆိုရင် Bloody Mary ကမှန်ထဲမှာပေါ်လာတယ်အဲ့ဆိုမှန်ထဲမှာကိုယ်မျက်နှာမရှိတော့ဘူးလားဒါတော်တော်များများ content creator တွေမှာအများကြီးပြောကြတယ်ဗျာဘလို့ပြောကြလဲလို့မေးရဆိုရင်မှန်ထဲမှာရှိတဲ့ကိုမျက်နှာပျောက်သွားပြီးတော့မှ Bloody Mary ပေါ်လာတဲ့ပုံစံမျိုးဖြစ်တာအမှန်မှန်တော့အဲ့ဒါတကယ်မဟုတ်ဘူးတကယ် Bloody Mary ဇလားမှာဘလို့လဲလို့မေးရဆိုရင် Bloody Mary ကိုကခေါ်မယ်ဆိုရင် Bloody Mary ကိုကအခုခေါ်လိုက်တယ်အဲ့ဒီမှန်ထဲမှာကိုမျက်နှာလည်းရှိတယ်ကိုအနောက်မှာ Bloody Mary ကရက်နေတာကိုမျက်နှာအရှိတဲ့တယ် तू ကပြတာမဟုတ်ဘူးအဲ့ဒီမှန်ထဲမှာကိုလည်းရှိတယ်ကိုအနောက်မှာ तू ကရက်နေတာမျက်လုံးမိတ်လိုက်တယ်ဆိုရင်မျက်လုံးမိတ်ပြီးပြန်ဖွင့်လိုက်တဲ့အခါမှာ तू ကိုအနာကိုတဖြည်းဖြည်းကတ်လာတာအဝေးရနေပြီးတော့အနာကိုကတ်လာတာအော်ဟစ်ပြီးပြေးရဆိုလေအဲ့ဒီမှန်ကွဲတာမျိုးတို့ဘာမျိုးတို့ဒါမျိုးအချက်လက်တွေကရှိတယ်ဒါပေမဲ့ဒီအချက်လက်တွေကတက်သေးရှိလာမေးတယ်ဆိုရင် officially record ဖြစ်တဲ့အရာတော့မရှိဘူးဒါပေမဲ့2005ခုနှစ်မှာကျောင်းသား3ယောက်အမေရိကန်နိုင်ငံမှာရှိတဲ့ကျောင်းသား3ယောက်ကတကယ်စမ်းကြည့်တယ်သူတို့3ယောက်ကမိန်းကလေးပဲဖြစ်တယ်အမေရိကန်မှာကျောင်းတက်နေနေမှာကျောင်းရဲ့ hostel မှာပေါ့နော်အဆောင်မှာနေနေအဆောင်ရဲ့အိမ်သားထဲမှာမှန်ရဲ့အရှိမမီးတွေပိတ်ပြီးတော့မှပြောင်းလိုက်တဲ့တိုင်ထုံးပြီးတော့မှ Bloody Mary ဆိုပြီးသူတို့ကခေါ်တယ်ပထမတစ်ချိန်မှာဘာမှဖြစ်ဘူးဒုတိယတစ်ချိန်မှာလည်းဘာမှဖြစ်ဘူးတတိယတစ်ချိန်မှာတဖြည်းဖြည်းနဲ့ situation ကလေတိုက်လာတယ်စလို့တော့အချိန်မှာကျွန်တော်တို့အချိန်မှာရှိတဲ့တို့မျက်နှာပုံရိပ်ကတဖြည်းဖြည်းလှုပ်လာတယ်မှန်ထဲမှာလှုပ်လာတယ်ပြီးတော့9ချိန်မြောက်လဲကြောက်အနောက်မှာမျက်နှာမှာသွေးဆိုးနေတဲ့ပါးစပ်မှာသွေးယိုနေတဲ့ဘိန်းမကြီးတစ်ယောက်ရက်နေတယ်ဆိုပြီးတော့ဒါသူတို့မြင်ခဲ့တယ်အဲ့လိုမျိုးအချက်လက်တွေလည်းရှိတယ်အဲ့ထဲမှာတယောက်ကအော်ဟစ်ပြီးပြေးသွားတယ်အဲ့လိုမျိုးပြေးရချိန်မှာအဲ့ဒီမှအကွဲပြီးတော့မှသူတို့ဒီမိနေသွားတယ်ဒါက2005မှာဖြစ်ခဲ့တဲ့အချက်လက်တစ်ခုပေါ့တကယ်ပဲ officially ဒီဟာကတကယ်ဖြစ်ခဲ့တဲ့ဟာကိုပဲရှိခဲ့တာလားအင်တာနက်ပေါ်မှာဒီလိုမျိုးသတင်းတွေရလဲပထမအများကြီးရှိတယ်အခုလည်းရှိတယ်အဲ့ဒီမျိုးသတင်းတစ်ခုဖြစ်တယ်2005ခုနှစ်မှာဒီចောင်းသား3ယောက်ကစမ်းသပ်ခဲ့တယ်ဆိုပြီးတော့သတင်းတွေအများကြီးထွက်တယ်ဒါကတကယ်ဖြစ်ခဲ့တာလားဆိုတာကိုဘယ်သူမှတော့အတိအကျတော့မသိဘူး Okay Bloody Mary ဒီ January ပုံမြင်ရ1900 1900အချိန်မျိုးမှာအဲ့ဒီခေတ်ကာလမှာဘယ်လိုမျိုးအခြေအနေရှိလဲလို့မေးတယ်ဆိုရင်ကိုကမှန်အရှိမထိုင်ပြီးတော့ Bloody Mary ဆိုပြီးခေါ်လိုက်တဲ့ခါကျရင်ကိုရဲ့အနာဂတ် life partner ကိုနဲ့ဒီအနာဂတ်မှာကိုရဲ့ယောက်ျားပဲဖြစ်ဖြစ်ကိုရဲ့မိန်းမဖြစ်တော့မဲ့သူပဲဖြစ်ဖြစ်အဲ့လိုမျိုးမျက်နှာပေါ်တယ်ဆိုပြီးတော့
Danary တွေရှိတယ်တဖြည်းဖြည်းနဲ့မှအဲ့ဒီအစင်လာအဲ့ဒီ ritual တဖြည်းဖြည်းနဲ့ပြောင်းလဲလာပြီးတော့မှအရာဟိုမှာကြောက်မှတ်ဖွယ်စရာအချိန်ချင်းတစ်ခုအဖြစ် ritual ထုံးစံအဖြစ်ပြောင်းလာတယ်။ Okay ကျွန်တော်တို့ Bloody Mary ကိုဘယ်လိုမျိုးသိခဲ့တာလဲ။ရုပ်ရှင်ကားတွေကြည့်တယ်။ Danary ပုံမြင်တွေရှိတယ် YouTube မှာကြည့်တယ်။အဲ့လိုမျိုးဇာတ်လမ်းတွေအများကြီးရှိတယ်ဗျ။ Audio book တွေနားထောင်ဘူးတယ်။ဒီလိုမျိုးနားထောင်ဘူးတယ်ကြည့်ဘူးတယ်အဲ့လိုမျိုးကျွန်တော်တို့မြင်ဘူးတဲ့အပေါ်မှာကျွန်တော်တို့ brain မှာ Bloody Mary ကဒီလိုမျိုးကျွန်တော်တို့ခေါ်တယ်ဆိုရင်မှန်မှတကယ်ပေါ်တယ်ဆိုပြီးတော့ brain က store လုပ်ပြီးသွားပြီ။အုံနောက်ထဲမှာတတ်မှတ်ပြီးသွားပြီ။အဲ့လိုမျိုးအခြေအနေမျိုးမှာတိတ်ပံနီးအရာ Bloody Mary ဆိုတာကတကယ်တော့မရှိပါဘူး။တိတ်ပံနီးလန်တိတ်ပံရှုထောက်ကနေပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ brain အလုံးလုံးပုံကဒီ Bloody Mary ရှိတယ်ဆိုပြီးတော့တတ်မှတ်ပြီးတဲ့အခြေအနေတစ်ခုရောက်နေပြီ။အဲ့လိုမျိုးအခြေအနေတစ်ခုမှာကိုကBloody Mary ကိုခေါ်ပြီးစမ်းသပ်ချင်တယ်မန်ရှိမှာဒီလိုမျိုးထိုင်တာပဲဖြစ်ဖြစ်မတ်တက်ရက်တာပဲဖြစ်ဖြစ်ဖျောင်းတာကင်ပြီးတော့မှကိုက Bloody Mary ဆိုပြီးခေါ်တယ်အဲ့ဒီစခေါ်ကြတဲ့ကိုက Bloody Mary ရှိမရှိစမ်းသပ်ချင်တာထက် Bloody Mary ရှိတယ်ဆိုပြီးတော့ကိုကယုံကြည်ပြီးသွားပြီကိုရဲ့အုံနောက်ကအဲ့လိုမျိုးတတ်မှတ်ပြီးသွားပြီဖြစ်တယ်အဲ့လိုမျိုးလိုက်ရောညီထွေမှုအမြအဲ့ဒီချိန်မှာကိုကခေါ်တယ်ဆိုရင်ကိုရဲ့အာယုံကြောစနစ်နဲ့ brain စနစ်နဲ့ဒီလိုမျိုးအခိုက်အတန့်တွေကိုကိုက brain ထဲမှာဘာကိုသတ်မှတ်ထားလဲအဲ့ဒီအရာကိုပဲကိုယ့်ရဲ့အမြင်အာရုံမှာပြမှာဖြစ်တယ်အခုထားပါတော့ Bloody Mary ကိုကိုကခေါ်နေပြီဗျာမှန်ရှိမှာကိုကခေါ်နေပြီဆိုရင်အဲ့နေရာမှာလေတိုက်လေကိုကလန့်မှာပဲအရာဝတ္ထုတစ်ခုပြုတ်ကျလဲလန့်မှာပဲအမှန်တကယ်တော့ तू ကသူ့တာမန်ပြုတ်ကျတာလဲဖြစ်နိုင်တယ်လို့တကယ်လဲရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ကိုယ့်ရဲ့အာရုံကြောစနစ်နဲ့အုံနောက်ရဲ့ brain အလုံးလုံးပုံကတကယ်ရှိရဆိုပြီးတော့တတ်မှတ်ထားတဲ့အပေါ်မှာကိုခေါ်လိုက်တဲ့အချိန်မှာကိုကမှန်တဲ့မှာတစ်ခုခုအရေးရောင်တစ်ခုခုမြင်တာပဲဖြစ်ဖြစ်ကိုရဲ့အရေးကိုကိုကပြန်မြင်ပြီးတော့ကြောက်တာမျိုးတို့ဘာမျိုးတို့အမျိုးမျိုးဖြစ်တတ်တယ်ဒါကကြတော့ Bloody Mary တကယ်မရှိဘူးတိတ်ပံရှုထောက်ကနေကြည့်တယ်နီးလမ်းမဖြစ်တယ်ဒါပေမဲ့ကဘာမှာဒီ Bloody Mary ခေါ်ပြီး Bloody Mary တကယ်ရောက်လာတယ်မှန်တဲ့မှာတကယ်ပေါ်တယ်ဆိုပြီးတော့ official record တော့မရှိဘူးဒါပေမဲ့လူတွေတော်များကြားထဲမှာတော့ယုံကြည်ကြတယ်ကိုကတချို့သောလူတွေက Bloody Mary ကိုတကယ်မမြင်ရဘူးငါခေါ်ကြည့်တယ်တကယ်မမြင်ရဘူးဒါပေမဲ့ကိုကအိတ်တဲ့အချိန်မှာအိမ်မဆိုးမှတ်တာမျိုးတို့စိတ်အနှောက်အယှက်ဖြစ်တာမျိုးတို့ကိုယ်နာမှာတခုခုရက်နေတာမျိုးတို့အဲ့လိုမျိုးဖြစ်တတ်ကြတယ်ဆိုပြီးတော့ဒါအင်တာဗျူးတွေပါတယ်မှာနိုင်ငံခြားမှာဒီအနောက်နိုင်ငံတွေမှာတော့အများကြီးရှိတယ်ကဲဟုတ်ပြီကိုကရော Bloody Mary ခေါ်ဘူးလား Bloody Mary ဆိုတာတကယ်ရှိမယ်လို့ရောထင်လားမခေါ်ကြည့်ခြင်းဘူးလားဆိုတော့လေကမမှန်ခဲ့ပြီ Bloody Mary ကတကယ်ပဲဘာတူလဲတည်ကျင်နေဆိုရင်ကမမှန်ခဲ့ပြီကျွန်တော်နောက်ဗီဒီယိုမှာ Bloody Mary ကဘာတူလဲသူရဲ့ life story ကိုရှင်းပြပေးမယ်အားလုံးပဲ Milky Vision ကိုတက်တော့ကြည့်နေဆိုရင် follow ခဲ့ပြီ YouTube ကကြည့်နေဆိုရင် subscribe လုပ်ခဲ့ပြီနောက် content ဘာအကြောင်းပြောအောင်လဲဆိုတော့လေကမမှန်ခဲ့ပြီနောက်ပိုင်းကျွန်တော် gaming နဲ့လုပ်ဖို့ရှိတယ် horror content ကို series ဆွဲသွားဖို့လည်းရှိတယ်အားလုံးပဲ bye